တော့တခုပြောချင်တာကဒီဗီဒီယိုဒီလုံးဝကြွားတာမဟုတ်ပါဘူးဒါဂျပန်ဆောင်းရာသီမှာရှီမာမူရာပဲဝယ်ရမလားဒီ The North Face ပဲဝယ်ရမလားဒီနှစ်ခုပါကွာခြားလဲဘယ်ဟာက price to performance ဖြစ်လဲကိုနေတဲ့နေရာနဲ့လိုက်ပြီးတော့ဘယ်ဟာကိုရွေးချယ်တင်လဲဆိုတာကိုကျွန်တော်အတွေ့အကြုံရဒီဗီဒီယိုလေးထဲမှာပြောပြပေးပါမယ်ဆိုတော့တခုပြောချင်တာကဒီဗီဒီယိုဒီလုံးဝကြွားတာမဟုတ်ပါဘူးဒါဂျပန်မှာဘယ်ဗီဇာနဲ့နေတဲ့သူမဆို The North Face ကလူတိုင်းဝယ်နိုင်ပါတယ်ပထမဆုံးအနေနဲ့ရှီမာမူရာမှာဝယ်ထားတဲ့အနွေးတယ်လေးဝယ်ကြည့်ပါမယ်ဒါအောင်လေးပေါ့နော်သူကတော့ဘလို့စဝတ်တဲ့အချိန်မှာဘလို့ feeling ရလဲဆိုတော့ကျွန်တော်တို့ဒီဆောင်းတို့ပါတို့လေဆောင်းတွေပါတွေကျွန်တော်အေးတဲ့ခါကျရင်ခြုံလိုက်တဲ့ခါကျရင်အဲ့လိုနှွေးပြီးတော့ဣတယ်ဆိုတဲ့အရာတာမျိုးလေးရတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ကတော့ L size ဝတ်လက် size ဝတ်တယ်ပေါ့နော်လက် size ဆိုတော့ကျွန်တော်လက် size အနေနဲ့လည်းလုံးဝဒီရှူမာမူရာကတ်တင်နဲ့လုံးဝကွက်တီပဲဒါပခုံးနောက်လက်ဆိုလည်းလုံးဝလက်ကွက်တီပဲပေါ့နော်နာရီလည်းဒီမှာထုတ်ထားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးရှိတယ်ဒီခါဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေလုံးဝကွက်တီပဲဒါပေမဲ့ဒီဟာကကျွန်တော်ဝယ်တာတစ်နှစ်ကျော်ပြီပေါ့နော်တစ်နှစ်နည်းနည်းလေးတော့ဆောင်းပြီဆိုစဝယ်တော့လုံးဝဒီ gray အရောင်ကလုံးဝတောက်နေတာပေါ့နော်ဒါပေမဲ့တစ်နှစ်ကြာသွားတဲ့အခါမှာတော့အရောင်ကတော့နည်းနည်းကြာသွားတယ်ဒါအများတန်းဝယ်လို့ဖြစ်သွားတယ်လို့တော့ထင်ပါတယ်ဒီရှီမာမူရာမှာဝယ်ထားတဲ့ဒီဒေါင်းရဲ့ဈေးနှုန်းကတော့ကျွန်တော်လွန်ခဲ့တဲ့တစ်နှစ်ကတော့ဒါဝယ်ထားတာကရန်3000ပေါ့နော်ရန်3000အဲ့လိုအခွန်တွေပါနေနဲ့ဆိုလို့ရှိရင်အားလုံးအပီစီမှာ3200လောက်ပဲကြာတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အခုဒါလက်ရှိတိုကျိုမှာနေတာပေါ့နော်ဒါဟိုကိုင်ရိုဘာတို့ဆိုလို့ရှိရင်တော့ဒါခံနိုင်လောက်မယ်လို့တော့မထင်ဘူးနောက်တစ်ခုကဒီဟာဝတ်မယ်ဆိုလို့ရှိရင်ကျွန်တော်အထဲမှာကျွန်တော်အလုပ်ကြတော့လေဒီ wine shirt ဝတ်ရတယ်ပေါ့နော်ဆိုတော့အဲ့အောက်မှာကျွန်တော်နောက်တစ်ထပ်ဝတ်ထားတာရှိသေးတယ်ဒီမှာကျွန်တော်တစ်ထပ်ဝတ်ထားတာရှိသေးတယ်ဒါကကျတော့ဒါ heat test လို့ခေါ်တယ်heat test ကကျတော့ကျွန်တော် Uniqlo မှာဝယ်ထားတာပေါ့နော်ဆိုတော့အရင်အေးတဲ့အခါကျတော့ချင်းအောက်ကဒီအပူကိုထိန်းထားဖို့အတွက်ဝယ်ထားတယ်ဟာပေါ့ဆိုတော့ဒီလောက်ဝယ်ရတယ်ပေါ့နော်ဒီအနွေးတွေသုံးမယ်ဆိုလို့ရှိရင်နောက်တစ်ခုကတော့ကျွန်တော်ဒီ The North Face လေးလုပ်ပြမယ်ဒါဝေးရတဲ့ feeling ကဘယ်လိုလဲဆိုတော့ကျွန်တော်အဲ့လေအိတ်တွေကြားထဲကိုလေလူရောက်သွားတဲ့ပုံစံမျိုး feeling ရတယ်ပေါ့နော်ဒီသူက zip တစ်ထပ်ပါတယ်အဲ့ zip တစ်ထပ်ပါတဲ့အပြင်မှာဒီကက်ခွာလည်းပါတယ်ဆိုတော့နှစ်ခါပေါ့နော်တော်တော်လေးနှွေးတယ်ခုနဒီရှီမာမူရာထက်ဆိုင်လို့ရှိရင်ပိုနှွေးတယ်လို့ခံစားရတယ်နောက်ချက်ချင်းအခုအိုက်လာတယ်နောက်တစ်ခုရှိတာကဒီအသားကဒါမိုးကအသားပေါ့နော်မိုးကအသားဖြစ်တဲ့အတွက်ရေတွေပါတွေဆိုလို့ရှိရင်လည်းရတယ်နောက်ပြီးလို့ရှိရင်ဒီ zip မတက်ဖ ೇನೆ ဒါတက်လိုက်ချွတ်လိုက်ခဏလုပ်တဲ့သူတွေဆိုလို့ရှိရင် zip ဖြုတ်ထားပြီးတော့ဒီကက်ခွာပဲတက်ထားလို့လည်းရတယ်နောက်ဒီအနောက်မှာပါတဲ့ဒီအိုးထုတ်ပေါ့နော်အိုးထုတ်ကလည်းတော်တော်လေးကိုနှွေးတယ်နောက်ဒီဟာလေးတွေကလည်းအသားကိုထိလိုက်တဲ့အခါမှာအချမ်းနှွေးတယ်လေတွေပါတိုက်တဲ့အခါကျရင်လေတော်တော်လေးနှွေးတယ်ဒီဟာကိုဖြတ်ပြီးတော့လာတာဆိုတော့အဲ့လိုမျိုးလေးရှိပါတယ်နောက်တစ်ခုရှိတာကကြတော့ဒီဟာကိုဝတ်မယ်ဆိုလို့ရှိရင်အထဲထဲမှာခံရမလို့ဒါ T-shirt တစ်ထည်လောက်နဲ့လည်းအဆင်ပြေတယ်ဟိုကိုင်းတို့တို့ဘာတို့နေရာကနေလွဲလို့ပေါ့နော်တခြားတော်တော်များများနေရာမှာဆိုလို့ရှိရင် T-shirt တစ်ထည်လောက်ခံပြီးတော့ဒါဝတ်ထားရင်အဆင်ပြေတယ်အဲ့တော့ဒီကောင်ကလည်းပေါ့တယ်ပေါ့နော်သူလေတွေဆိုတော့ဒီကောင်ကပေါ့တဲ့အပြင်မှာအထဲမှာလည်း T-shirt တစ်ထည်လောက်ပဲဆိုလို့ရှိရင်ဒါတော်တော်လေးလှုပ်ရှားရတာလွယ်တယ်ပေါ့နော်ဒါပုံမှန်ဆိုစောင်းတွင်းတွေပါတယ်ဆိုလို့ရှိရင်ဒါအဝတ်တွေအများကြီးသွားတဲ့ထည့်ထားတဲ့အတွက်ကြောင့်အရန်လေးတယ်ကျွန်တော်တို့ဒီတိုကျိုမှာလောက်တဲ့သူတွေပါတယ်ဆိုလို့ရှိရင်တော့သိတယ်ပေါ့နော်ဒါဂျထားတွေအရန်တိုးရတယ်ကျွန်တော်မနက်ပိုင်းစီးတဲ့အခါကျရင်အဲ့ကျရင်ခန္ဓာကိုယ်ကလည်းလေးပြီးတော့လုံးဝအရန်ပင်ပန်းတယ်ဆိုတော့ဒါမျိုးအထက်မှာ T-shirt တစ်ထည်လောက်နဲ့ဒါနဲ့ဆိုလို့ရှိရင်တော့ဒါတော်တော်လေးအဆင်ပြေတယ်ဒါမှမဟုတ်လို့ဒါဟိုကိုင်ရိုတို့နေရာမျိုးဆိုလို့ရှိရင်လည်းဒါမျိုးအဆင်ပြေတယ်ပြီးတော့ဒီ The North Face ဝယ်ထားတဲ့သူတွေကဗျာတစ်နှစ်လောက်နဲ့တော့ဘယ်သူမှလွှတ်ပြမှာတော့မဟုတ်ဘူးဒါကျွန်တော်ဆိုလဲဒါဝယ်ထားတာတစ်နှစ်လောက်နဲ့လွှတ်ပြဖို့တော့စီစဉ်မရှိဘူးအဲ့တော့ဒါ၄-၅နှစ်ပေါ့နော်အဲ့ဒါနဲ့တွက်လိုက်တယ်ဆိုလို့ရှိရင်ဒါရှီမာမူရာဝယ်တဲ့ဟာနဲ့တော့ဈေးကတော့ဒါရက်တွက်နဲ့တွက်မယ်ပြန်စားကြည့်မယ်ဆိုရင်တော့ဒါ price to performance ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကတ်တင်ကတော့ဒါရှီမာမူရာတဲ့ဆိုင်တော့ပို့ပြီးတော့ကြီးတယ်ကျွန်တော်လက်တွေပါဆိုလို့ရှိရင်လက်ဆိုင်အတူတူပဲကိုနာရီတွေဖုံးနေပြီဆိုတော့ကြည့်လို့မရဘူးနောက်ခါကလည်းနည်းနည်းလေးပိုရှည်တယ်ဒါပေမဲ့တခုတော့ကောင်းတာပေါ့ဒါကျွန်တော်အမြင့်နေပါလေဒါကင်တာတို့ကုန်းတာတို့ကွာတာတို့ပစ္စည်းကောက်တာပါညာဆိုလို့ရှိရင်ဒါအပေါ်မတက်သွားတဲ့အပေါ်မှာ
တော်တော်လေးအဆင်ပြေပေါ့နော်ရေရှည်ဝစ်ချင်တယ်အဲ့လိုမျိုးအထက်တွေအများကြီးလဲမခံချင်ဘူးတစ်ထည်လောက်နဲ့ပဲ T-shirt လောက်နဲ့ပဲဒီလိုမျိုးသွားချင်တယ်နောက်ကိုကလည်းအခုလက်ရှိမှာအေးတဲ့နေရာမှာနေတယ်ဆိုရင်ကျွန်တော်ဒါမျိုး recommend ပေးတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုတော့အထက်ထဲမှာလည်းအဲ့လို soup တွေပါတွေလည်းအရန်ဝေးရတာတို့တစ်ထက်မှာအဲ့လိုခံပြီးတော့ဝေးရတာပူသဘောကျတဲ့လူဆိုလို့ရှင်เนาะဒါရှီမာမူရာလေဒါအဆင်ပြေတဲ့ရွေးချယ်မှုပဲ။ဟာလေဒီဗီဒီယိုကဒါရှီမာမူရာပဲဝယ်ရမလား The North Face ကပဲဝယ်ရမလားဆိုပြီးတော့ဒါစဉ်းစားနေတဲ့သူတွေအတွက်ကိုဒါ knowledge အနေနဲ့ဒါကျွန်တော်ရဲ့အတွေ့အကြုံလေးအရာပြောပြပေးတာဖြစ်ပါတယ်။ဆိုတော့အဆုံးထိကြည့်ပေးတဲ့တယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။